new အားလုံးမင်္ဂလာပါဗျာ Socrates YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါဗျာကျွန်တော်ဒီနေ့မှာဆိုရင်တော့အုပ်စုနောက်ဆုံးပွဲစဉ်တွေပါเนาะအုပ်စု G နဲ့အုပ်စု H ကကျွန်တော်နှစ်ပွဲရေးထုတ်ထားတယ်ဒီနှစ်ပွဲကိုညိုတို့သုံးသက်ချက်လေးနဲ့တင်ဆက်ပေးပါပါမယ်ဗျာအားလုံးမင်္ဂလာပါเนาะမနေ့ကဆိုရင်တော့ကျွန်တော်တို့ဒီကျွန်တော် YouTube နှစ်ပွဲပြီးခဲ့တယ်ပေါ့เนาะ Interbody နဲ့ Dortmund Body ပေါ့เนาะ Dortmund အစောပွဲကတော့ကျွန်တော်တို့ကြခဲ့ရပေါ့เนาะဒါ Dortmund ကျွန်တော် 2-3 ကြတော့မှန်းတယ်ဒါပေမဲ့ Dortmundကျွန်တော်တလုံးနဲ့ပဲပြီးသွားပြီပေါ့နော်ဟိုဘက်အတင်းကရောက်ခန်းစီကိုအသားပေးပြီးဆော့သွားတယ်ကိုသမားလည်းတော်တော်ကောင်းပါတယ်ဒေါမွန်တကယ်ကိုပေါက်တဲ့ချက်တွေကများပါတယ်နော်များရင်ပါနော်10လုံးထပ်မှရှိပါတယ်ဟိုကျွန်တော်တွေးတယ်လို့ပေါ့နော်2စီးမရောက်ပါဘူးပေါ့2စီးဆိုရင်ကျွန်တော်50စားအောင်မယ်3စီးဆိုတော့အပြတ်ပေါ့နော်ဒါပေမဲ့1စီးနဲ့ပြီးသွားပြီဒေါမွန် body ပွဲတော့ကြာခဲ့ဒါပေမဲ့ interbody တော့ကျွန်တော်ပြောတယ် energy လိမ့်နေတယ်တကယ်ကန်နိုင်တယ် Republic ကိုအနိုင်အောင်ကန်လိုက်မယ်ဆိုတာမှန်ပါတယ်နော်ကျွန်တော်ပါပိုင်းတော့ CC ဒုတိယပိုင်းမှာတော့2စီးနဲ့ပြီးသွားပြီပေါ့နော်ကျွန်တော်ပြီး BME member ၄ဝက်ပေါ့နော်၄ဝက်မှာကျွန်တော် Dortmund body ကြားတယ်၃ဝက်ဆင်ပြီးခဲ့တယ်ကျွန်တော် inner body ပေးတယ် Luminia go out ပေးတယ်ပြီးကျွန်တော် Monterrey body ပေါ့နော် BME member ကတော့ကျွန်တော်တို့၃ဝက် plat တယ်ပေါ့နော်ပြီးကျွန်တော်ဒီအုပ်စု G နဲ့အုပ်စု H ပေါ့နော်ဒါကအုပ်စုရဲ့နောက်ဆုံးနေပေါ့နော်နောက်ဆုံးပွဲစဉ်တွေသွားမယ်ကျွန်တော်ဒီအုပ်စု G မှာဆိုရင်တော့ကျွန်တော်တို့ဒီ Man City ဂျူပင်ကအမှတ်တူတယ်ရမှတ်6မှတ်ကာဆန်ဘလကန်နဲ့အိမ်ကတော့ရမှတ်မရထားဘူးเนาะကာဆာဘလကန်နဲ့အိမ်ပွဲကတော့ကျွန်တော်ဖြတ်ပြေးအနေနဲ့ပဲသွားလိုက်မယ်ကျွန်တော် CD နဲ့ဂျူပင်ကဒီအုပ်စုဘူဖြီကိုကစားဖို့လို့မရတယ်ဘာလို့ဆိုတော့ကျွန်တော်တစ်ဖက်မှာအုပ်စု H မှာကကျွန်တော် Real နဲ့7ဘက်ပေါ့เนาะဒီ Real ကနိုင်သွားခဲ့ရင် Real အုပ်စုဘူနဲ့တက်လာရင်ကျွန်တော်အုပ်စုဒုတိယမချောင်းပြဟို CD ဖြစ်ဂျူပင်ဖြစ်ဖြစ်ဒီအုပ်စုဒုတိယရသွားမယ်ဆိုမချောင်းပေါ့เนาะဒါကြောင့်ဒီနေ့CD နဲ့ဂျူပင်ပွဲကတော့အဆုံးဖြတ်ပွဲပေါ့နော်ဒီ CD ပေါ့ CD ရဲ့ကျွန်တော်စတီကြီးက1 black 80ကိုပေါင်းကြီး3လုံး black 90ပေါ့နော်လက်ရှိမှာဆိုရင်ကျွန်တော် CD က1 black 90ဆို body ဈေး20ကျွန်တော်ပြော့သွားပြောလို့ရတယ်ပေါ့နော် body 20ပြီးကျွန်တော်ဒီကိုပေါင်းဈေးပေါ့ကိုပေါင်းဈေးကကျွန်တော်3လုံးနှလုံး100ရှုံးပေါ့နော်နှလုံး100ကျွန်တော်ကိုပေါင်းဈေးတိတ်တော့မပြောင်းဘူးပေါ့နော်ဟိုကျွန်တော် CD နဲ့ဂျူပင်နဲ့ head to head မှာဆိုရင်တော့ CD ပေးတဲ့ကြီးကလုံးဝတော့မှန်တယ်ကျွန်တော် Man City နဲ့ဂျူပင်ပေါ့နော် Man City ဂျူပင်ကကျွန်တော်အုပ်စုဘူဖြစ်ရေးကိုကျွန်တော်တေချာတော့ကန်လိုက်မယ်ဘာလို့ဆိုတော့အုပ်စုဘူကကျွန်တော် group 8ကအဆင့်1နဲ့တွေ့ရမှာဆိုတော့နည်းနည်းတော့ချောင်းနေလို့ပြောလို့ရတယ်ကျွန်တော်ဒီအုပ်စုကြီးပေါ့နော်အုပ်စုကြီးထားပါဂျူပင်ကအုပ်စုဒုတိယဆိုရင်ဟိုကျွန်တော်အုပ်စု H က Real တက်သွားရင် Real နဲ့တွေ့ရမှာဆိုတော့နည်းနည်းတော့မလွယ်ကူလောက်ပေါ့နော်ဒါကြောင့်တော်တောင်အသင်းတွေက Real ကိုရှောင်ညင်ကြတယ်ဒါကြောင့်ဒီနေ့ပွဲမှာဆိုရင်တော့ဒီနှစ်ပွဲလုံးကတော့ကြိုးစားပတ်သက်တော့ကန်လိုက်မယ်ဒါပေမဲ့ကျွန်တော်ခေါင်းပြောင်းလာတာပေါ့နော်ခေါင်းပြောင်းဆို CD ဘက်ကိုကျွန်တော်ဒီပြေရှုံးကြီးကကျွန်တော် CD နိုင်မယ်လို့ထင်တယ်ဘာလို့ဆိုတော့ကျွန်တော်ဒီ body ကြီးရောကျွန်တော် head to head တွေးဆုံမှုမှာ CD ပေးတဲ့ကြီးကမှန်နေတယ်ကြီးလိန်ထားတာမရှိဘူးပေါ့နော်ဒါကြောင့်ကျွန်တော်ကြီးရပဲဆုံးပြရမယ်ကျွန်တော် Man City body ကြိုက်တယ်ကိုအပေါင်းဆိုရင်တော့ကျွန်တော်ကိုတော့ရှောင်းနေเนาะရှောင်းနေတယ်ဘာလို့ကျွန်တော်ပြောသလို3လုံး black 50ဆိုကိုနည်းနည်းကြိုက်အောင်မယ်ဒါပေမဲ့3လုံးနှလုံး100နှလုံးအပြည့်ရှုံးတော့ကျွန်တော်ကိုတော့တိတ်သဘောမကျဘူးပေါ့နော်ပြီးတော့အုပ်စု H ပေါ့နော်အုပ်စု H မှာတော့ကျွန်တော် Real ပေါ့ Real 4မှတ်7ဘက်က4မှတ်ပေါ့နော်ဒီနှစ်ပွဲပြီးရင်ကျွန်တော်ဒီ A4 က2မှတ်ပါချူကကျွန်တော်ဒီရမှတ်မရထားဘူးပေါ့နော်ကျွန်တော်ဒီပွဲမှာဆိုရင်တော့ကျွန်တော် Real ပဲတော့ရှောင်းလိုက်မယ် Real နဲ့7ဘက်က body ကြီးပြင်းတယ်ဒါပေမဲ့မနေ့ကဘာနဲ့သွားတူလဲဆိုတော့ကျွန်တော်ဒေါမွန်နဲ့နည်းနည်းလေးဆင်တယ်က body ကြီးဆင်တယ်ကိုမောင်လေးတော့နည်းနည်းဟားလိုက်မယ် body ကြီးကဒေါမွန်မနေ့ကဒီတိုင်းပေးခဲ့တယ်ဒါပေမဲ့ဒီကြီးမအောင်ပါဘူးပေါ့နော်အဲဒါ Real ပဲနဲ့7ဘက်ပွဲရတော့ကျွန်တော်ဟိုနှစ်သင်းလုံးကဟိုပြောမှဆိုတော့ Real အနိုင်တော့တေးကြတယ်နိုင်အောင်တော့ကံမနော်လက်စင်တွက်ကို7ဘက်ကိုတော့ရှုံးတော့မရှုံးဒီလိုပုံစံမျိုးပေါ့နော်ဒါကြောင့်ဒီ Real ပွဲတော့ကျွန်တော်ရှောင်းတယ်ကျွန်တော် A4 နဲ့ပါချူကာပွဲကိုပို့ပြီးသဘောကျတယ်ဘာလို့ဆိုတော့ A4 ကကျွန်တော်နိုင်သွားမယ်ဆိုရင်9မှတ်ဗျာ Real ပဲကထားပါအောင်ကျွန်တော်ဒီdraw ကြခဲ့7ဘက်ကိုထားပါအောင်7ဘက်ကို draw ကြခဲ့တူတက်က အုပ်စုနောက်တစ်ဆင့်တက်ဖို့ကလုံးဝရှူရဖြစ်သွားတယ်ဒါကြောင့်A4 ပွဲကိုကျွန်တော်ပို့ပြီးသဘောကျတယ်A4 ခုစတိကြီးပေါ့1 plus 30ပေါ့နော်ကျွန်တော်ဂိုးပေါင်းစီကကျွန်တော်3လုံးတည်ပြီးထားတယ်ပေါ့နော်ကျွန်တော်ခုလက်ရှိကြီးပြောင်းမှာဆိုရင်တော့ A4 ဘက်ကကျွန်တော်1D လောက်တက်သွားတယ်ပေါ့နော် body ကြီးတက်သွားတယ်ပြီးတော့ကိုပေါင်းစီ3လုံး -50ပေါ့နော်ကိုပေါင်းစီလေးတက်လာပြီပြောလို့ရတယ်ကိုပေါင်းစီရော body ကြီးကိုထိုးတက်လာတယ်ဒါ A4 လုံးဝကိုအနိုင်သေးကြဖို့အတွက်ကိုများနေဘာလို့ဆိုတော့ကျွန်တော်ပါချူကာအဲ့လောက်ကြီးကျွန်တော်ကောင်းတဲ့ထဲမှာတော့မပါဘူးဒီအုပ်စုထဲမှာပေါ့နော်ကျွန်တော်နောက်တစ်ဆင့်တက်စေချင်တာတော့ကျွန်တော် Real နဲ့ A လေ7ဘက်တော့ကျွန်တော်မတက်စေချင်တော့ဘူးเนาะဒါကြောင့်7ဘက်ကသူ့အနေနဲ့ကပြောမယ်ဆိုရင်တော့ Real တိုက်စစ်ကိုပဲသူကပြန်ပြီးခံဟိုတံမြန်တိုက်စစ်ပေါ့ဗျာကျွန်တော်ကောင်းတော့ပြန်ချောင်းဆောရမယ့်ပုံစံမျိုးပဲကစားဖို့များတယ်ဒါကြောင့် A လီပွဲကလုံးဝရှူရဖြစ်နေတယ် A 1D ကြီးကကျွန်တော် A body ကိုကြိုက်တယ် A နိုင်ဝိုင်း9မှတ်ဗျာကျွန်တော်တို့ Real ပွဲကို reset ကိုပဲစောင့်ရုံပဲထားပါဦးA လီပါချူကာကိုဂိုးပြတ်နိုင်ခဲ့မယ်ဆိုရင် Real နဲ့7ဘက်ကစီစီထားမယ်ဆိုရင်ကျွန်
ကျွန်တော်တို့ဒီဆက်ဘက်ပေါ့ဆက်ဘက်ကနောက်တစ်ဆင့်ပြုတ်ဖို့တဲ့တေချာပါဘာလို့ဆိုတော့ကျွန်တော်ဂိုးကကြားနဲ့ပြန်ပြီးကြည့်တာဆိုတော့ဆက်ဘက်ကတစ်လုံးဟာတယ်ဘေးကနှလုံးပါเนาะနှလုံးဟာတာပဲပေါ့เนาะဒါကြောင့်ဂိုးကကြားနဲ့ပြန်ကြည့်မယ်ဆိုရင်တော့ဆက်ဘက်ကနောက်တစ်ဆင့်ပြုတ်ဖို့တဲ့တော့ရာခိုင်နှုန်းများသွားမှာเนาะဒါကြောင့်Aလေးကကျွန်တော်တို့ဒီနေ့ပွဲကိုလုံးဝအနိုင်ပြတ်တသားကန်သွားမယ်လို့ထင်တယ် 1DG ကျွန်တော် body ဈေးပြင်းတာကိုဂိုးပေါင်းဈေးပြင်းတာကိုကြိုက်ပါတယ် Aလေး body ကိုလုံးဝရှူရကြိုက်ပါတယ်เนาะဒါကြောင့်ကျွန်တော်မနက်9နာရီပွဲမှာဆိုရင်တော့ Aလေး body ကျွန်တော်တို့ဒီညတနာရီပွဲပေါ့เนาะအုပ်စုကြီးမှာဆိုရင်တော့ CD နဲ့ Jupin CD ကိုပို့ကြိုက်ပါတယ် CD ကြီးမှန်နေလို့ကျွန်တော် CD ဘက်ကိုရှင်းလိုက်ပါเนาะ CD body ပေါ့เนาะညိုတဲ့ကျွန်တော်စိတ်ကြိုက်တဲ့ပွဲကောင်း Man City body Aလေး body ပေါ့เนาะအားပေးတဲ့ညီကအကုန်လုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်เนาะကျွန်တော်ရဲ့ဒီ YouTube channel လေးဖြစ်တဲ့ Soccer YouTube channel ကို like subscribe လေးနဲ့အားပေးပါအောင်ပြီးရင်ကျွန်တော်တို့ဒီ BMB မှာပေါ့เนาะ BMB မှာပွဲတွေကြောင့်ဒီတိုင်း WhatsApp ပေါ့ Telegram မှာအများနဲ့တင်ပေးတယ်ပြီးတပွဲကောင်းတွေတင်ပေးတယ်ကျွန်တော်ပြီးကျွန်တော်မောင်းကတ်တွေပေါ့เนาะမောင်းကတ်တွေကြောင့်ဒီတိုင်းတင်ပေးပါတယ်เนาะကျွန်တော် Telegram channel လေးကို comment box မှာချထားပါတယ် join ပေးပါအောင်เนาะBMB မှာဝင်ဖို့အတွက်ကညီတို့ငွေပေးကြမလို့ပေါ့เนาะကျွန်တော်စီမှာအကောက်ဖွင့်ငွေသိန်းကစားရုံတာနဲ့ကျွန်တော် BMB ကျွန်တော်နဲ့တူပေါ့เนาะ BMB မှာပါတော့ဒီဘလုံး100ဒီလုံးစားလက်တွဲခွင့်ရရှိမှာဖြစ်ပါတယ်။တော့ဒီမွေးကြေးရတော့100ရာခိုင်နှုန်းစိတ်ချတာကစားလို့ရပါတယ်ကျွန်တော်ကိုယ်တိုင်အမခံပေးကြဖြစ်တဲ့အတွက်လုံးဝ100ရာခိုင်နှုန်းရှူရပါညီတို့မွေးသိန်းမွေးထုတ်လုံးဝကိုမကြန့်ကြပါဘူးကျွန်တော်ဒီမိနစ်ပိုင်းပဲကြာပါတယ်เนาะပြီးရင်ကျွန်တော်ဒီညိုးအနေနဲ့စိတ်ကြိုက်ပေါ့เนาะကိုလောင်းကျင်တဲ့ပွဲကိုစိတ်ကြိုက်အမောင်းနဲ့လောင်းစိတ်ကြိုက်ထုတ်အဲ့လိုပုံစံမျိုးနဲ့ရပါတယ်เนาะကျွန်တော်ဒီမှာအကောက်ဖွင့်လာအားပေးညီကိုတိုင်းကျွန်တော် BMB မှာတစ်နှစ်စာလုံးဝပေးတာပါเนาะညီကားလုံးเนาะကြည့်ရှုပေးတဲ့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဒီမနက်ဖြန်ပေါ့မနက်ဖြန်မှာဆိုတော့ကျွန်တော်16တင်းဆက်ပေါ့เนาะ16တင်းဆက် round 16တင်းဆက်ပြန်စပါတယ်เนาะကျွန်တော်မနက်ဖြန်ပွဲကောင်းရှိပါတယ်ပါမီယန်နဲ့ပေါ်တာဖိုကိုပွဲရှိတယ်ကျွန်တော်တို့ဒီပွဲချုပ်3တက်လေးနဲ့ကျွန်တော်ပြန်ပြီးတက်ဆက်ပေးပါအောင်မယ်ဒီနေ့ကပဲအားလုံးကိုနှုတ်ဆက်လိုက်ပါတယ်ဗျ